တမ89တက်မှမူစစ်တုံးပန်းဘူးကျုံအောင်သက်ဦးဖန်ခံခြင်းနောက်ွယ်အားလုံးသိတဲ့အတိုင်းပဲဒါတမ89တက်မှမူပေါ့နော်စစ်တုံးပန်းဖြစ်သွားပြီဘုံကျုံအောင်သက်ဦးဒါအင်းတော်ကနေထွက်ပြေးလို့ဒါကတနာမှာပြန်ပြီးတော့ဖမ်းမိတဲ့သတင်းပေါ့နော်ဒါတော်တော်လေးလဲအားရစရာကောင်းတယ်ရုံးလည်းတကယ်ကျင်းတဲ့အားရတယ်ပေါ့နော်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေရောဒါပြည်သူတွေကြားမှာရောပေါ့နော်ဒီတမ89အကောင်တွေကဒါပဲခူးတို့ရန်ကုန်တို့မှာပေါ့နော်ဆန္ဒပြကာလာတွေမှာပြည်သူကိုဘယ်လောက်ထိရက်ဆက်ခဲ့တယ်လဲဆိုတဲ့ဟာတွေကိုဒါပြန်ပြီးတော့ပြောလို့တော့မဆုံးပြီးရင်ဒီကောင်တွေရဲ့ဝက်ပြန်ပြီးတော့ခံစားနေရပြီဆိုတဲ့ဟာကိုအားရကျင်းနဲ့စွာနဲ့ပြောနေကြတာတကယ်ကိုကြည်နူဖို့ကောင်းတယ်နောက်တစ်ခါဒါအောင်ပွဲကြီးတယ်လို့ပြောရမှာဗျမြေပြင်မှာခုနလိုပေါ့ဒီတက်မှမူတယောက်ဖမ်းဆီးခံရဖို့ဒါမှမဟုတ်လေထွက်ပြေးအောင်တိုက်နိုင်မှုဆိုတာလွယ်ကူတဲ့ຢာတော့မဟုတ်ဘူးတက်မှမူဆိုတာမြေပြင်မှာဒါအကြီးဆုံးကွန်မန်ဒါထဲမှာပါတယ်ပေါ့နော်တိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာသူကအကြီးဆုံးပဲသူ့နေရာရောက်ဖို့အထိဆိုရင်ဒါရှေ့မှာသူ့အောက်မှာရှိတဲ့တပ်တွေကိုမနေတိုက်ပြီးမှရောက်မဲ့အနေထားခုတော့အဲ့လိုတက်မှမူကဒါ9လကျော်10လကြာပါ